မြမရုံမြေတန်ကြားပြိတ်တတ်များခင်ဗျာတန်ရဲ့ခွေလီစီးစင်းရရှိတဲ့မြစ်ကွေနယ်ဒီအေယာရီအရှိဘက်ကန်းစီမှာရွှေရောင်တဝင်းဝင်းနဲ့တင့်တယ်တပ်ပဲသွားဖူးတွေ့ရမှာကတော့ဇေဒီအမွန်မြတ်တလွန်ပဲဖြစ်ပါတယ်မြတ်တလွန်ဇေဒီတော်မြတ်ကြီးကိုဖန်ကားမြေလို့လူတီများထင်ရှားတဲ့မြေလက်ဒေသဖြစ်တဲ့မကွေးမျိုးရဲ့အစွန်နဂုတ္တမတောင်တော်ပေါ်မှာခန့်ညာထဲဝါစွာတီထားကိုးကွယ်လျက်ရှိပါတယ်ညံတော်အမြင့်66တောင်2မိုက်ရှိပြီးလုံးတော်ပြည့်ရွှေသင်္ကန်းအချက်ရပေါင်းများစွာနဲ့ကတ်လူထားတာကြောင့်တိမ်ကြီးရွှေရောင်အစင်းတင့်တယ်လှစွာနဲ့မြင့်မြင့်မားမားတည်ရှိလိုနေပါတယ်မြတ်တော်ဇေဒီတော်မြတ်ကြီးရဲ့တမိုင်းကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ဘောတော်ဘောကျော်လို့အမည်တွင်တဲ့ဘလူညီနောင်အကြောင်းပြုလို့မြတ်စွာဘုရားပေးသနာခဲ့တဲ့မြတ်သားတော်ကိုဇေဒီတည်ခဲ့ရာကအစပြုခဲ့တာလို့ဆိုကြပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာကိလာသဘတောင်လို့ခေါ်တဲ့စကိန်းတဲတောင်ပေါ်မှာတရားမြမာတီရဲ့ပူဇော်အထုကိုခံယူတော်မူနေစဉ်မှာပဲအေယာဝီမြစ်ရဲ့ရှေ့ပိုင်းမှာရှိတဲ့ဘောကျော်ဘောတော်ဘောတူရဘောတရဘလူညီနောင်တို့ဟာကျစုဖန်ကားသီးတွေနဲ့လာရောက်ကတ်လူကြတဲ့အခါမြတ်စွာဘုရားရှင်ကမြတ်သားတလွန်တော်ကိုပေးသနာခဲ့ပြီးနောင်ခါဤတလွန်တော်တည်ရှိရာနေရာမှာထေရဝါဒဗုဒ္ဓသာသနာထွန်းလင်းလို့နေလိုလလို့ထွန်းလင်းတော်မူလိမ့်မယ်လို့ဗျာဒိတ်စကားဖွင့်ဟခဲ့ပါတယ်ဘောကျော်ဘောတော်ဘလူညီနောင်ဟာမြတ်သားတလွန်တော်ကို၎င်းတို့နေရင်တောအုပ်ထဲကမြေခင်းသားတဲ့နေရာမှာတလွန်တော်ကိုထာပနာပြီးဇေဒီတည်ခဲ့ပြီမယ်တလွန်တော်ရဲ့တကားရင်းဖြစ်တဲ့တရားမင်းဟာတလွန်တော်တရားအရက်မဟုတ်တာကြောင့်တလွန်တော်ကိုပြန်လဲယူဆောင်လာပြီးအေယာရီမြေကမ်းတစ်ပိမှာတရင်သုံးနေတဲ့ရသေးကြီး၃ဦးထံအနံထားခဲ့ပါတယ်။ရသေးကြီး၃ဦးတို့ဟာကတ္တဗမြတ်စွာဘုရားရှင်ရဲ့ရွှေသားအတိတလွန်တော်ထာပနာထားတဲ့နဂရမတောင်ထိပ်မှာမြတ်တလွန်ကိုထာပနာပြီးဇေဒီတဲဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့လည်းတရားမင်းကမြတ်တလွန်တော်ကိုပင့်ဆောင်လာသူဘလူညီနောင်လူဘွားရောက်မှဇေဒီတည်တဲ့တယ်လို့ရသေး၃ဦးကိုရှောက်ထားခဲ့ပါတယ်။အဲဒီမှာသူဘောကအမည်ရှိတဲ့တထေးကြီးဟာဆရာရင်းဖြစ်တဲ့ရသေး၃ထံချိကပ်ပြီးတလွန်တော်ကိုထာပနာလို့ဇေဒီတည်ဖို့ခွင့်ပန်ခဲ့ပြီးမဲ့လေရသေး၃ကတော့ဘုရားတကာဘွဲ့ခံလို့ရင်ဘလူညီနောင်တို့လူသားဘွားရောက်မှတည်ရမှာဖြစ်ကြောင်းထိုဘလူတို့ဒီလည်းအခုအခါမှာလူသားဘွားမှာရွယ်ရောက်နေပြီဖြစ်တာကြောင့်တွေ့အောင်ရှာခဲ့ကြဖို့မိန့်မှာလိုက်ပါတယ်။အဲဒီကသူဘောကတထေးကြီးရဲ့သမီးဖြစ်တဲ့ပုံနာဝတီကဘလူဘွားကနေလူဘွားရောက်နေပြီဖြစ်တဲ့ဘလူညီနောင်တို့ကိုတွေ့အောင်ရှာပေးမယ်လို့ဖခင်ဖြစ်သူကိုဂရိပေးလို့နဂုတ္တမတောင်ပေါ်မှာရှိတဲ့အထူးထူးသောပန်းတွေကိုခုဆွတ်တီကုန်းကတလွန်တော်ကိုပင့်ဆောင်လာသူမှန်ပါကဤစာနဲ့ပန်းကုံတွေ့ပါစေသာအဋိဌာန်ကချထားခဲ့ပါတယ်။ဘောတော်ဘောကျော်တို့ညီနောင်တို့လူသားဘွားနဲ့နဂုတ္တမတောင်ပေါ်ကိုရောက်လာတဲ့အခါမှာစာနဲ့ပန်းကုန်းကိုအကိုဖြစ်တဲ့ဘောကျော်ကရရှိပြီးတထေးကြီးထံဝမ်းသာအားရသွားကြပါတယ်။တထေးကြီးကလည်းဆရာရသိတွေနဲ့တိုင်ပင်ပြီးညီဖြစ်သူကိုရွှေငွေလဲတဝန်ပေးလို့အကိုဘောကျော်ကိုတော့သမီးဖြစ်တဲ့ပုံနာဝတီနဲ့ထိမ်းများပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့နဂုတ္တမတောင်ပေါ်မှာဘောကျော်နဲ့တထေးကြီးမိသားစုတို့ဟာတရားပြမနတ်ဒေဝများစတုလောကပါလာတမဒေဝဆရာတပတိရှင်ရသေး၃ဦးတို့ဝိုင်းဝန်းကူညီမှုနဲ့မဟာတက္ကရာ150ပြည့်နှစ်မှာ
တန်တောင်35တောင်အမြင့်ဆောင်တဲ့မြတ်တလွန်ဇေတော်မြတ်ကြီးကိုကုသိုလ်ယူတည်ထားခဲ့ကြပါတယ် နော်ထာမင်းကြီးရဲ့သားတော်ဆောလိုမင်းလက်ထက်မှာတော့အရှင်အရဟံရဲ့မိန့်ကြားမှုနဲ့ပျက်စီးယိုယွင်းနေတဲ့မြတ်တလွန်ဇေတော်မြတ်ကြီးကိုဒုတိယကြိမ်ပြန်လဲမွမ်းမံပြီးမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်120ရုပ်ပွားတော်9စုနဲ့အတူယရနာမျိုးစုံထည့်သွင်းဌာပနာကဇေတော်မြတ်ကြီးရဲ့ဉာဏ်တော်ကိုတန်တောင်55တောင်အမြင့်တည်ထားခဲ့ပါတယ် ဘုံနောက်ရီတထေသမီးပန်းကုန်းချထားတဲ့နေရာကိုပန်းရစ်တောင်စီရီရသေး3ဦးသတင်း300ကျောင်းနေရာကိုကျောင်း3ဆောင်ဖျား3စုနဲ့တိန်တော်ကြီး1ဆောင်ကြားနတ်ကွန်1ဆောင်ဘုံနောက်ရီတထေသမီးကျင်းရဖို့မျှော်ခဲ့တဲ့နေရာကိုတော့ရွှေလင်းမျောယခုရွှေမျောဇေဒီစသဖြင့်မကွေးမြို့ရဲ့ရှေ့ရဲ့ရှစ်ဌာနမှာတပြိုင်နက်တည်းနေကြီးအမြောက်တန်ပေးလို့တည်ထားခဲ့ပါတယ် အကွေးမြို့တကြီးမင်းထင်မင်းလှကျော်ကောင်ဟာကောဇာတက္ကရာ1209ခုနှစ်တပေါင်းလာဇန်15ရက်မနေ့တစ်ချက်စီအချိန်မှာခါယူပြီးဒါကုဓမတောင်ကြီးအေယာရီမြစ်ကမ်းဆက်ကနေခိုင်ခန့်နဲ့အုပ်အင်္ဂလိပ်များအခြေပတ်လို့မြတ်တော်ဇေတော်မြတ်ကြီးရဲ့ဉာဏ်တော်ကိုတန်တောင်မြင့်66တောင်2မိုက်ရှိဇေတော်မြတ်ကြီးကိုဌာပနာအတွေ့အတွေ့ထဲ့သွင်းတည်ထားကိုးကွယ်ခဲ့ပါတယ်1214ခုနှစ်မှာတော့မင်းတို့မင်းတရားကြီးကမြတ်တော်ဇေတော်မြတ်ကြီးကိုရွှေသင်္ကန်းကတ်လူပါကောဇာတက္ကရာ1342ခုနှစ်မှာတော့ရွှေသင်္ကန်းများလုံးတော်ပြည့်ကတ်လူပူဇော်ထားရှိခဲ့တာဖြစ်ပါတယ်မင်းတရားကအဆက်ဆက်ကုသိုလ်ကောင်းမှုများကြောင့်အခုဆိုရင်ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာမြတ်တော်ဇေတော်မြတ်ကြီးကိုရွှေရောင်တဝင်းဝင်းနဲ့ကြီးညိုတပ်ပယ်ဝယ်ရာဖူးတွေ့ကြရမှာဖြစ်ပါတယ်မြတ်တော်ဇေတော်မြတ်ကြီးကိုအရန်စေတီ12စုခြံရံထားပြီးဒူးကြအံ့ဖွယ်အနေနဲ့ဇေတော်ကြီးရဲ့ခေါင်းလုံးတော်ပတ်လည်မှာဘလူးရုပ်21ရုပ်ထုလုပ်ထားရှိပြီးအဲ့ဒီဘလူးရုပ်တွေနဲ့တောက်ကြတော့အနီးမှာရှိတဲ့ဘလူးရုပ်တရုပ်ကတော့ထူးထူးခြားခြားဘလူးအသွင်မတူလူသားတဦးတစ်ပွဲပြုံးလို့နေတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်မြတ်တော်ဇေတော်မြတ်ကြီးကိုလာရောက်ဖူးမြော်ကြသူတိုင်းစိတ်လက်အေးချမ်းစွာအာယုံပြုဖူးမြော်နိုင်ရန်ဇေတော်ကြီးရဲ့အရှိဘက်တောင်ဘက်နဲ့မြောက်ဘက်ဒီမှာအာယုံကန်တစ်စောင်းတွေကိုခန္ဓာထဲဝါစွာကနုတ်ပန်းဆွဲများနဲ့တိဆောက်ထားရှိပါတယ်ဇေတော်ကြီးရဲ့အနောက်ဘက်ရင်ပြင်ကိုလည်းရာရီမြေကမ်းနှစ်ဖူးထိတိုးချက်တိဆောက်ထားတဲ့အတွက်ဘုရားဖူးမိဘပြည်သူတွေအနေနဲ့ရာရီမြစ်နောက်ဘက်ကမ်းမှာရှိတဲ့စကိန်းတဲ့ဇေဒီကိုလှမ်းမြော်ဖူးတွေ့နိုင်သလိုရာရီမြစ်ရဲ့အလှရာရီမြစ်ကူးတရားကြီးတွေရဲ့အလှတွေကိုခံစားရင်းမြစ်ပြင်ကိုဖျက်တိုက်တာတဲ့တန်ရှင်းလက်ဆက်တဲ့လေထုကိုရှူရှိုက်ကစိတ်လက်အေးချမ်းစွာအပန်းဖြေနိုင်ပါတယ်ဇေတော်ကြီးရဲ့ပရုံအတွင်းမှာတော့တစ္ဆာဒိဋ္ဌံဆူတောင်းပြည့်မြတ်စွာဘုရားလျောင်းတော်မူရုပ်ပွားတော်နဲ့မြတ်သားတရုံတော်ကိုတည်ဆောင်လာသူဘလူးညီနောင်ဖြစ်တဲ့ဘောတော်ဘောကျော်တို့ကိုရုပ်ထုအသွင်နဲ့မြင်တွေ့နိုင်တယ်လို့ဘလူးညီနောင်မြတ်စွာဘုရားကိုတွားရောက်ဖူးမြော်ရမှာလှူဒန်းခဲ့တဲ့ဖန်ကားပင်ကိုလည်းအထိတ်မှဖြစ်စိုက်ပျိုးထားရှိပါတယ်မြတ်တော်ဇေတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်ကိုတော့နှစ်စဉ်တရင်ကျွလာဇန်10နှစ်မှစတင်ကရက်ပေါင်း20ကြာစီကားတိုက်မြတ်စွာကျင်းပလျက်ရှိပြီးတရင်ကျွလာပြည့်နေ့ရောက်တိုင်းမြတ်တော်ဇေတော်မြတ်ကြီးကိုစီမီ9တောင်နတ်သာ9တောင်နဲ့ဗန်းစီရီများကတ်လူခြင်းတည်သီးစွန်းပွဲများကတ်လူခြင်းများပြုလုပ်လေရှိကြပါတယ်
ရားပွဲတော်အတွင်းအထက်အညာအောက်ဒီအောက်ရွာဒေသပေါင်းစုံမှာဒေသတွေပစ္စည်းများစားတောက်ဆိုင်များစသဖြင့်ဈေးဆိုင်ကမ်းပေါင်း1000ခင်းချင်းကရောင်းချလေရှိတာကြောင့်ပွဲတော်ကာလတွေမှာအနေနဲ့အရေးအမှဘုရားပွဲလာပြည်သူများဖြင့်ကြက်ပြန်မကြစီကားလေးရှိပါတယ်။ဒါကြောင့်အရာရီမြင့်အရှိဘက်ကံကမြင့်မြင့်မာမာဝုံဝင်ကြွကြွတီထားကပူဇော်ထားရှိတဲ့တိန်ကြီးရွှေရောင်အမြင့်ဆောင်သောပရိဘောကထူလာဇေဒီတော်မြတ်တလွန်ဇေဒီတော်မြတ်ကြီးရဲ့အေးချမ်းလာတဲ့ဘုရားရိပ်မှာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုရည်မှန်းကကုသိုလ်ဓုတွေယူရင်းလာရောက်ဖူးမြော်ကြဖို့အနေနဲ့ရရကဘုရားဘူးမိဘပြည်သူများကိုဒီစီစဉ်ကနေဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ